ဒီနေ့မှာတော့ online ကနေပစ္စည်းမှာယူတာနဲ့ပတ်သက်တဲ့စကားလုံးလေးတွေကိုလေ့လာကြည့်ရအောင်။ဒါဆိုရင်ဒီပထမဆုံးတစ်လုံးကြည့်ရအောင်။ပထမဆုံးတစ်လုံးကကြတော့ online ကနေပြီးတော့ငွေပေးချေတယ်။ online ကနေငွေပေးချေတယ်ဆိုလို့ရှိရင်晚上支付晚上ဆိုတာက line ပေါ့နော် online ကိုပြောတာ支付ဆိုတာငွေပေးချေတာကိုပြောတာပေါ့နော်။ဒါကြောင့် online ကနေငွေပေးချေတယ် online ကနေငွေချေတယ်ဆိုရင်晚上支付晚上支付ဒီလိုသုံးလို့ရပါတယ်။နောက်တစ်ခုကြည့်အောင်အိမ်ရောက်ငွေချေပစ္စည်းရောက်ငွေချေပေါ့နော်အိမ်ရောက်ငွေချေစနစ်ကိုတရုပ်လို့货到付款货到付款货ဆိုတာကုန်ပစ္စည်းကိုပြောတာပေါ့နော်တောက်ဆိုတာကရောက်တယ်ဒါကြောင့်货到ကုန်ပစ္စည်းရောက်တယ်付款ငွေချေတယ်ပေါ့နော်ဒါဆိုရင်ပစ္စည်းရောက်ငွေချေအိမ်ရောက်ငွေချေဆိုရင်货到付款လို့သုံးလို့ရတယ်အိမ်ရောက်ငွေချေပစ္စည်းရောက်ငွေချေဆိုရင်货到付款โอเคဒါဆိုရင်နောက်တစ်ခုကြည့်လိုက်ရအောင်နောက်တစ်ခုကကြတော့ငွေသားနဲ့ပေးချေတယ်ပေါ့နော်ငွေသားနဲ့ပေးတယ်ဒါဆိုရင်တရုပ်လို့付现金付现金付ဆိုတာကပေးချေတာကိုပြောတာပေါ့နော်ဆိုတော့支付လို့ဘာလို့မှပါတယ်付ပေးချေသည်现金ငွေသားကိုပြောတာပေါ့နော်ဒါဆိုရင်ငွေသားနဲ့ပေးတယ်ဆိုရင်付现金လို့သုံးလို့ရပါတယ်付现金ငွေသားနဲ့ပေးတယ်နောက်တစ်ခုကိုကြည့်လိုက်ရအောင်နောက်တစ်ခုကကြတော့ပစ္စည်းပို့ဆောင်တယ်ပေါ့နော်ပစ္စည်းပို့ဆောင်တယ်ဆိုလို့ရှိရင်တရုပ်လို့送ကပေးပို့တယ် hot ဆိုတာကုန်ပစ္စည်းကိုပြောတာပေါ့နော်ဒါကြောင့်ပစ္စည်းပို့ဆောင်တယ်ဆိုရင်送hotနောက်တစ်ခုပို့ဆောင်ကပေါ့နော်ဒီ delivery ကပို့ဆောင်ကပို့ကကို送货费ဆိုတာကဆနာကပစ္စည်းပို့ဆောင်တာပေါ့နော်ဒီ费ဆိုတာကအဖိုးအခကိုပြောတာပေါ့နော်ဒီမှာပို့ဆောင်ကဆိုရင်送货费နောက်တစ်ခုကြည့်ကြည့်ရအောင်နာမည်လေးစာဖုန်းနံပါတ်ပေါ့နော်ဒီပစ္စည်းမှာတဲ့အခါမှာသုံးတဲ့ဥစ္စာကိုပြောတာပေါ့နော်ဒါဆိုရင်နာမည်ပေါ့အမည်ကို姓名နာမည်ကို姓名နောက်တစ်ခုနေရလိပ်စာကို地址နေရလိပ်စာဆိုရင်地址နောက်တစ်ခုဖုန်းနံပါတ်ဆိုရင်电话号码电话ဆိုတာဖုန်းပေါ့နော်号码ဆိုတာနံပါတ်ဒါကြောင့်ဖုန်းနံပါတ်ဆိုရင်电话号码ဒါဆိုတို့ delivery မှာတဲ့အခါဆိုလို့ရှိရင်နာမည်လေးစာဖုန်းနံပါတ်ပေါ့နော်နောက်တစ်ခုအရေးအတွက်လည်းပြောလို့ရတယ်ပေါ့နော်အရေးအတွက်ဆိုလို့ရှိရင်တော့数量ဆိုတာကအရေးအတွက်ပေါ့နော်ဒီပစ္စည်းမှာတဲ့အခါမှာနာမည်လေးစာဖုန်းနံပါတ်အရေးအတွက်တပေးပို့ပြီးတော့မှာလို့ရတယ်ပေါ့နော်ဒါဆိုရင်နောက်ဆုံးတစ်လုံးကိုကြည့်လိုက်အောင်နောက်ဆုံးတစ်လုံးခုကကြတော့下单 order တင်တဲ့ပစ္စည်းမှာတာကို下单လို့ခေါ်လို့ရပါတယ်ဒါဆိုရင်တော့ဒါလေးတွေကဒီ online ကနေပြီးတော့ delivery နဲ့မှာတဲ့အခါမှာဒီသုံးလို့ရတဲ့စကားလုံးလေးပေါ့နော်ဒါဆိုရင်အစားအနေတစ်ခေါက်လာပြန်ပြီးတော့ဆိုကြည့်လိုက်ရအောင်ဒါဆိုရင်အစားကဆိုရင်晚上支付货到付款付现金送货费နောက်တစ်ခုနာမည်ဆိုရင်姓名လိပ်စာဆိုရင်地址ဖုန်းနံပါတ်ဆိုရင်电话号码အရေးအတွက်ဆိုရင်数量အရေးအတွက် order တင်နေဆိုရင်下单 order တင်နေအဲဆိုရင်တော့ဒီနေ့ပြောခဲ့တာကတော့ဒီပို့ဆောင်ရေးပေါ့နော် delivery နဲ့ပစ္စည်းမှာတာနဲ့သက်ဆိုင်တဲ့ meaning လေးတွေပေါ့နော်နောက်တစ်ပုဒ်မှာကတော့သူနဲ့ပတ်သက်တဲ့ဝါကြလေးတွေကိုလေ့လာကြည့်အောင်